န်ကာရာပူရန်လို့ခေါ်တဲ့ရွာလေးဟာအရန်ကိုအေးချမ်းလာပါတဲ့ရွာလေးတစ်ရွာပဲဖြစ်ပြီးရွာထိပ်မှာလည်းမိသားစုနတ်ဗျာတစ်ခုလည်းရှိပါတယ်။အဆိုပါရွာလေးထဲမှာနေထိုင်တဲ့စီဗာနန်ဆန်လို့ခေါ်တဲ့လူကြီးတစ်ယောက်ဟာခုံတန်းလေးနှစ်ခုတစ်သားမီးဖို့လေးနဲ့ကျိတ်ဆုံတစ်ခုပဲရှိတဲ့အိန္ဒိယတောင်ပိုင်းရိုးရာမုံတစ်ခုပြုတ်လုပ်တဲ့အီတလီမုံဆိုင်လေးတစ်ခုကိုဖွင့်ထားခဲ့ပါတယ်။သူဟာအဆိုပါဆိုင်လေးကိုမနက်6နာရီမှာဖွင့်လှစ်ရှိတာကြောင့်မနက်တိုင်း3နာရီဆိုအိပ်ရာထားတယ်။ရေမိုချိုဖျားရှိခိုးပြီးသူ့ရဲ့ဆိုင်လေးကိုတွားရောက်ကအီတလီမုံတွေကိုရိုးရာမပြတ်လုပ်လို့ရှိပါတယ်။သူ့ရဲ့ဆိုင်ကအီတလီမုံတွေဟာဘလောက်တောင်နာမည်ကြီးတယ်လဲဆိုရင်သူတို့ရွာကရွာသားတွေအပြင်အနီးနားမှာရှိတဲ့ရွာကလူတွေကပါသူ့ရဲ့ဆိုင်ကအီတလီမုံကိုနှစ်သက်သဘောကျကြပါတယ်။စီဗာနန်ဆန်အတွက်တော့သူ့ရဲ့အီတလီမုံဆိုင်လေးဟာစီးပွားရေးသက်မဟုတ်ပဲသူ့ရဲ့အသက်ဝိညာဉ်ဆိုလည်းမမားပါဘူး။အဆိုပါလူကြီးမှာမူရူဂန်လို့ခေါ်တဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။မူရူဂန်ဟာတခါတလေဖခင်နဲ့အတူအီတလီမုံဆိုင်လေးကိုလိုက်ပြီးဖခင်ဖြစ်သူကိုကူညီပေးလေးရှိပါတယ်။စီဗာနန်ဆန်ကလည်းတားဖြစ်သူမူရူဂန်ကိုအီတလီမုံပြုတ်လုပ်နည်းတွေတင်ပေးလေးရှိပါတယ်။စီဗာနန်ဆန်ဟာငြိမ်းချမ်းရေးကိုလိုလားတဲ့လူတစ်ယောက်ဖြစ်တာကြောင့်တရားရာကိုဒေါသနဲ့မဖြေရှင်းပဲငြိမ်းချမ်းရေးကိုလက်ကင်ထားပြီးဖြေရှင်းဖို့တားဖြစ်သူမူရူဂန်ကိုရှင်းပြလေးရှိပါတယ်။အဲဒီနောက်မှာတော့မူရူဂန်တစ်ယောက်အသက်အနည်းငယ်ရလာခဲ့တဲ့အခါမှာအချက်ပြုတ်ကောလေးတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့မူရူဂန်ဟာမနက်တိုင်းအီတလီမုံတွေကိုပြုတ်လုပ်ဖို့အတွက်ဖခင်ဖြစ်သူတစ်ယောက်တည်းစာမုံတွေကိုကျိတ်ဆုံနဲ့2နာရီနီးပါးလောက်ကျိတ်နေရတာကိုမကြည့်ရတာကြောင့်ကျိတ်ဆက်ရောင်းတဲ့အယောင်းဝန်ထမ်းတစ်ယောက်ကိုခေါ်လာခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်းကျိတ်ဆက်ကိုသဘောမကျပေမဲ့စာမုံတွေကိုကျိတ်ဆက်နဲ့စမ်းသပ်ကြိတ်ချေကြည့်ပြီးရရှိလာတဲ့အီတလီမုံတွေကိုစားကြည့်ခဲ့တဲ့အခါဖခင်ဖြစ်သူကသဘောမတွေ့ပဲဖြစ်နေခဲ့ပါတယ်။နောက်ပြီးမူရူဂန်ဟာဖခင်ဖြစ်သူရဲ့ဆိုင်ကိုတိုးချက်ဖွင့်လှစ်ပြီးစီးပွားရှာကျင်ခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့သူဟာဒီလုပ်ငန်းကိုပတ်ဆက်အတွက်လုပ်နေတာမဟုတ်ပဲသူ့ရဲ့စိတ်ကြည်နက်မှုအတွက်ပဲလုပ်နေတာဖြစ်ကြောင်းပြောကမူရူဂန်ရဲ့စကားကိုလက်မခံခဲ့ပါဘူး။ဒါပေမဲ့မူရူဂန်ဟာသူ့ရဲ့ဘဝကိုဒီရွာမှာပဲအဆုံးမသတ်ချင်တာကြောင့်ချင်တိုင်းကိုတွားရောက်ပြီးသူ့ရဲ့ဘဝတိုးတက်အောင်ကြိုးစားချင်ကြောင်းသူ့ရဲ့ရင်ထဲကစကားတွေကိုပြောပြခဲ့တဲ့အခါမှာတော့ဖခင်ဖြစ်သူကလည်းမူရူဂန်ကိုမတားတော့ပဲခွင့်ပြုပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ချင်တိုင်းကိုတွားတော့မဲ့မူရူဂန်ကိုမိခင်ဖြစ်သူကအစားကိုအချိန်မှန်မှန်စားပြီးကျမ်းမအောင်နေဖို့မှာနေခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်းချင်တိုင်းကိုရောက်ရင်သူတို့ရဲ့အီတလီမုံဆိုင်လေးကိုမမေ့ဖို့နဲ့တကယ်လို့သူတည်သွားခဲ့ရင်လေသူ့ရဲ့ဝိညာဉ်ဟာအီတလီမုံဆိုင်လေးနဲ့အတူရှိနေအောင်မှာဖြစ်ကြောင်းဝမ်းနည်းစွာနဲ့ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့မူရူဂန်ဟာရွာကနေထွက်ပြီးချင်တိုင်းမှာဟိုတယ်စီမံခန့်ခွဲမှုတင်နန်းတွေတက်ရောက်ပြီးနေ့အနည်းငယ်အကြာမှာတော့ဘန်ကောက်မှာရှိတဲ့နာမည်ကြီးဟိုတယ်တစ်ခုမှာအမှုဆောင်စပေါ်မှုတစ်ယောက်အဖြစ်နေခဲ့ပါပြီ။နောက်ပြီးမူရူဂန်ဟာသူ့ရဲ့အလုပ်ရှင်တထေးကြီးရဲ့သမီးမီရာနဲ့ချစ်ကြိုက်နေခဲ့ပြီးမကြခင်မှာလက်ထပ်တော့မှာပဲဖြစ်ပါတယ်။ဒီလိုနဲ့မူရူဂန်ဟာမီရာနဲ့တွေ့ဆုံပြီးသူ့ရဲ့ရောက်ကတိကြီးဖြစ်တဲ့တထေးကြီးနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။တထေးကြီးကလည်းမူရူဂန်ဟာသူ့ရဲ့အလုပ်တွေအတွက်အရန်ကိုအားကိုးရတဲ့လူတစ်ယောက်ဖြစ်ကြောင်းချီးကျူးနေခဲ့ပါတယ်။အဲ့နောက်မှာတော့မကြခင်မှာပြုလုပ်မဲ့သမီးဖြစ်သူမီရာနဲ့မူရူဂန်ရဲ့မင်္ဂလာပွဲကိုမူရူဂန်ရဲ့မိဘတွေလာမလားဆိုပြီးမင်းနေတော့မှာပဲတထေးကြီးရဲ့မန်နေဂျာကရောက်လာခဲ့ပြီးသူတို့စီကိုရဲတွေရောက်နေကြောင်းပြောလာခဲ့ပါတယ်။ဒီလိုနဲ့တိတ်မကြခင်မှာပဲရဲတွေနဲ့အတူတထေးကြီးရဲ့သားဖြစ်သူအရှဝမ်တို့ရောက်ရှိလာခဲ့ပါတယ်။တထေးကြီးရဲ့သားဖြစ်သူအရှဝမ်ကတရားမဝင်လောင်းကစားတွေမှာပါဝင်ပတ်သက်နေတာကြောင့်ဖမ်းဆီးမှုအတုတွေလုပ်ပြီးဒီကိုခေါ်လာခဲ့တာဖြစ်ကြောင်းရဲတွေကပြောကထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့တထေးကြီးကတားဖြစ်သူအရှဝမ်ကိုမင်းကအလောင်းကစားကိုတရားဝင်နေရာမှာမလုပ်ပဲဘာလို့တရားမဝင်တဲ့နေရာတွေမှာတွားလုပ်ရတာလဲတကယ်ဆိုဒီလုပ်ငန်းကိုမင်းကဦးစီးရမယ့်အစားမင်းကပျော့ပါနေတယ်မူရူဂန်ကိုပဲကြည့်လိုက်သူကမင်းနေရာမှာအလုပ်တွေကိုလုပ်နေရတယ်ဆိုပြီးပြောဆိုခဲ့တဲ့အခါအရှဝမ်ကလည်းကျွန်တော်2နှစ်3နှစ်လောက်ပျော့ပါလိုက်ပါအောင်မယ်နောက်မှမူရူဂန်စီကတဖြည်းဖြည်းပညာတွေသင်ယူပြီးလုပ်ငန်းကိုဦးစီးမယ်လို့ဆိုကညနေသူ့စီကိုလာဖို့မူရူဂန်ကိုပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မူရူဂန်နဲ့တထေးကြီးတို့2ယောက်တည်းအတူရှိနေခဲ့တဲ့အချိန်တထေးကြီးကငါကအရှဝမ်ကိုငါရဲ့သမီးလေးမီရာထပ်ပို့ပြီးတော့အလိုလိုက်ခဲ့မိတယ်အခုတော့ငါမသွားပြီးနဲ့တူတယ်လို့မူရူဂန်ကိုပြောပြခဲ့ပါတယ်မူရူဂန်ကလည်းဆရာအနေနဲ့သူ့ကိုတင်းတင်းကြပ်ကြပ်ဆုံးမတင်ကြောင်းနဲ့အခုတစ်ခေါက်မှလည်းအလောင်းကစားကိုမလုပ်ဖို့တားရမယ့်အစားတရားဝင်လုံးလို့ရမယ့်နေရာမှာဆက်လက်လုပ်ဖို့ဆရာကပြောလိုက်တာဖြစ်ကြောင်းအခြားအဖေတွေဆိုရင်သူ့ရဲ့သားဖြစ်သူကိုရိုက်နှက်နေလောက်ပြီလို့ဆိုကမူရူဂန်ကတထေးကြီးကိုပြောပြခဲ့ပါတယ်တထေးကြီးကမူရူဂန်ကိုသဘောကျပေမဲ့တထေးကြီးရဲ့သားဖြစ်သူအရှဝမ်ကတော့
မူရူကန်ကိုစင်းရဲသားဆိုပြီးအမြဲနှိမ်လေးရှိပြီးအနိုင်ကျင့်လေးရှိပါတယ်ဒီလိုနဲ့တရက်မှာတော့ပါတီပွဲတစ်ခုမှာမီရာနဲ့အတူရှိနေခဲ့တဲ့အချိန်မိခင်ဖြစ်သူထံမှဖုန်းဝင်လာခဲ့တာကြောင့်ဖုန်းကိုကန်လိုက်တဲ့အခါမိခင်ဖြစ်သူထံမှတားရဲ့အဖေဆုံးသွားပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမူရူကန်ရဲ့မျက်နှာမှာရုတ်တရက်ဆိုသလိုဝမ်းနဲ့ထိတ်လန့်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်မူရူကန်ရဲ့ဖခင်တေဆုံးသွားပြီဆိုတာကိုသိလိုက်ရတဲ့မီရာတို့သားအဖလည်းမူရူကန်အတွက်စိတ်မကောင်းတွေဖြစ်ခဲ့ရပါတယ်မူရူကန်ကလည်းဖခင်ဖြစ်သူဇာဗနာအတွက်ရွာကိုပြန်ကျင်ကြောင်းတထေးကြီးကိုပြောခဲ့တဲ့အခါတထေးကြီးကလည်းရပါတယ်လို့ပြောလိုက်ပြီးဒါပေမဲ့ငါ့ကိုတမျိုးမထင်ပါနဲ့ငါတို့မင်္ဂလာဆောင်ကိုတော့ဖျက်လို့မရဘူးမင်းအချိန်မီပြန်လာမှရမယ်ဘာလို့လဲဆိုတော့ငါတို့ကကဘာအနှံ့ကအထူးဧည့်သည်တွေကိုဖိတ်ထားလို့ဆိုကမူရူကန်ကိုပြောခဲ့တဲ့အခါမူရူကန်ကလည်းတထေးကြီးရဲ့စကားကိုစိတ်ပြတ်စွာနဲ့လက်မခံခြင်းပဲလက်ခံခဲ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်နဲ့အတူမူရူကန်ရဲ့လုပ်ပေါ်ကင်ပဲဖြစ်တဲ့ရာမာရာဂျန်ဆိုတဲ့လူကလည်းမူရူကန်နဲ့အတူရွာကိုလိုက်ပါလာခဲ့ပါတယ်ဒီလိုနဲ့လေရင်ပေါ်ကိုရောက်လာခဲ့တဲ့အခါမူရူကန်ကသူ့ရဲ့ဖုန်းထဲမှာရှိတဲ့ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်နေခဲ့တဲ့အချိန်ရာဂျန်ကလည်းမူရူကန်ရဲ့ဖခင်ဓာတ်ပုံကိုကြည့်လိုက်ရင်မင်းရဲ့အဖေကလေးစားဖို့ကောင်းတယ်နော်လို့ပြောဆိုခဲ့တဲ့အခါမူရူကန်ကလည်းကျွန်တော်ရဲ့အဖေကတကယ်ကိုလေးစားဖို့ကောင်းတဲ့လူတစ်ယောက်ပါပြီးခဲ့တဲ့နှစ်တွေမှာကျွန်တော်ရဲ့မိဘတွေစီကို၄-၅ ခါလောက်ပဲကျွန်တော်ပြန်ဖြစ်တယ်တကယ်ဆိုရင်ကျွန်တော်အဲ့ဒီထက်ပိုပြီးမိဘတွေစီကိုပြန်ခဲ့တဲ့နာကျွန်တော်ကသူတို့ကိုစင်ကြေတွေပဲပေးနေမိတယ်သူတို့ဘဝထဲမှာလည်းကျွန်တော်မရှိပေးသလိုကျွန်တော်ဘဝထဲမှာလည်းသူတို့မရှိပဲနှစ်တွေအများကြီးအချိန်တွေဖြုံးမိသွားတယ်အခုတော့အဖေကကျွန်တော်ကိုတကယ်ထားသွားပြီလေလို့စိတ်မကောင်းစွာနဲ့ပြောခဲ့တဲ့အခါရာဂျန်ကလည်းဟိုရူကန်ကိုနှစ်သိမ့်အားပေးနေခဲ့ပါတယ်ဒီလိုနဲ့ရွာကိုပြန်ရောက်လာခဲ့တဲ့အခါဖခင်ဖြစ်သူရဲ့အီတလီမုံဆိုင်လေးကိုတွေ့ခဲ့တဲ့အခါမှာလဲမူရူကန်တယောက်ဝမ်းနေနေခဲ့ပါတယ်ဒီလိုနဲ့အိမ်ကိုရောက်လာခဲ့တဲ့အခါဖခင်ဖြစ်သူရဲ့ရုံအလောင်းကိုဝမ်းနေစွာနဲ့ကြည့်ရှုနေခဲ့တဲ့အချိန်မိခင်ဖြစ်သူကသူ့ရဲ့အနားကိုခေါ်လိုက်ပြီးမင်းရဲ့အဖေကပုံမှန်အတိုင်းမနက်3 နာရီဆိုထပြီးဆိုင်ကိုသွားတယ်ဆိုင်ကနေပြန်လာပြီးလဲတယ်ညနေ3 နာရီလောက်နေတော့ငါသူ့ကိုနှိုးတော့သူထမလာတော့ဘူးဆိုပြီးဝမ်းနေစွာနဲ့မူရူကန်ကိုပြောပြခဲ့ပါတယ်ဒီလိုနဲ့ခဏအကြာမှာဟိုရူကန်ရဲ့အနားကိုမာရီဆိုတဲ့လူတစ်ယောက်ကရောက်လာခဲ့ပြီးအကူကြီးလိုအဲ့ရင်သူ့ကိုပြောပါဆိုပြီးပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဖခင်ဖြစ်သူကိုမိသကြိုဖို့အတွက်တည်ဆောင်သွားခဲ့တဲ့အချိန်မူရူကန်တို့အိမ်မှာရှိတဲ့နွားမကြီးကနွားပေါက်လေးတစ်ကောင်ကိုမွေးဖွားခဲ့တာကြောင့်မူရူကန်ရဲ့မိခင်ဖြစ်သူကလည်းအရန်ချစ်ရတဲ့ခင်မိုးဖြစ်သူတည်ဆုံးတဲ့နေ့မှာမွေးဖွားလာခဲ့တာကြောင့်အဆိုပါနွားပေါက်လေးကိုစီပါဆိုပြီးနာမည်ပေးခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခင်မိုးဖြစ်သူတည်ဆုံးသွားခဲ့တာကြောင့်စိတ်ထိခိုက်နေခဲ့တဲ့မူရူကန်ရဲ့မိခင်ဖြစ်သူကိုတိချဂယူးဆိုင်ပေးဖို့အိမ်ကြီးဖြစ်တဲ့ကာရာလန်ကမူရူကန်ကိုမှာခဲ့လိုက်ပါတယ်မူရူကန်နဲ့အတူပါလာတဲ့ရာဂျန်ကလည်းမူရူကန်တို့ရွာအနီးနားမှာရှိတဲ့သူ့ရဲ့မိသားစုစီကိုပြန်သွားခဲ့ပါတယ်ရာဂျန်တယောက်သူ့ရဲ့မိသားစုစီကိုရောက်လာခဲ့တဲ့အခါမိသားစုကရာဂျန်ရောက်နေမှမသိပဲသားသမီးတွေနဲ့အတူဇနီးဖြစ်သူကလည်းရာဂျန်ရဲ့အကြောင်းကိုပြောဆိုနေခဲ့ကြပြီးရာဂျန်ကိုရုတ်တရက်တွေ့မြင်လိုက်ရတဲ့ရာဂျန်ရဲ့မိသားစုလည်းပျော်ရွှင်သွားခဲ့ကြပါတယ်ဒါပေမဲ့ရာဂျန်ရဲ့မိခင်ဖြစ်သူကတော့အသက်အရွယ်ကြီးတာကြောင့်ရာဂျန်ကိုတွေ့မြင်ခဲ့တဲ့အခါသူ့သားဖြစ်သူရာဂျန်ဆိုတာကိုမမှတ်မိတော့ပဲငါရဲ့သားကနိုင်ငံခြားမှာအလုပ်လုပ်နေတာလေမင်းကဘသူလဲဆိုပြီးမေးလိုက်တဲ့စကားတန်ကြောင့်ရာဂျန်တယောက်ဝမ်းနေသွားခဲ့ရပါတယ်တစ်ဖက်မှာလည်းမူရူကန်တယောက်အိမ်မပျော်ပဲဖြစ်နေခဲ့တာကြောင့်မီယာနဲ့အတူဗီဒီယိုကောပြောနေခဲ့တဲ့အချိန်မူရူကန်ရဲ့မိခင်ဖြစ်သူကမနက်3 နာရီထိုးပြီးဖြစ်တာကြောင့်ကြောင်ကရန်းနဲ့ထလာခဲ့ကမိရဲ့အဖေကိုနှိုးရအောင်မယ်ဆိုပြီးပြောဆိုခဲ့တဲ့အခါမှာတော့မူရူကန်တယောက်စိတ်တွေကြောင်ကရန်းဖြစ်နေတဲ့မိခင်ဖြစ်သူကိုနှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မိခင်ဖြစ်သူကခင်မိုးဖြစ်သူရဲ့ဆိုင်ကိုတွားကျင်နေဆိုတာကြောင့်မူရူကန်လည်းမိခင်ဖြစ်သူကိုလိုက်ပို့ပေးခဲ့ပါတယ်ဒီလိုနဲ့ဆိုင်ကိုရောက်လာခဲ့တဲ့အခါဆိုင်ထဲကိုလက်ပတ်ကြည့်ရှုရင်းအတိတ်မှာခင်မိုးတိုင်စီဗာနာဆန်နဲ့အတူအခုလိုအီတလီဆိုင်လေးဖြစ်လာအောင်နှစ်ယောက်သားစူးစမ်းခဲ့ကြတာကိုပြန်လည်မြင်အောင်နေခဲ့ပြီးစိတ်မကောင်းတွေဖြစ်သွားခဲ့ကမင်းအဖေရဲ့ဝိညာဉ်ကဒီဆိုင်လေးနဲ့အတူရှိနေသေးတယ်ဆိုတာကိုခံစားခဲ့ရကြောင်းပြောကမူရူကန်နဲ့အတူအိမ်ကိုပြန်သွားခဲ့ပါတယ်ဒီလိုနဲ့မနက်ကိုရောက်တဲ့အခါမှာတော့အိမ်အပေါက်ဝမှာနိုင်ငံကြီးငိုးတုတ်ထိုင်နေတဲ့မူရူကန်ကိုကာရာလန်တယောက်တွေ့မြင်ခဲ့လိုက်ရပြီးအိမ်ထဲကိုရောက်သွားခဲ့တဲ့အခါမှာတော့မူရူကန်ရဲ့မိခင်ဖြစ်သူတည်ဆုံးနေခဲ့တာကိုတွေ့ခဲ့လိုက်ရပါတယ်မူရူကန်ရဲ့မိခင်ဖြစ်သူတည်ဆုံးသွားပြီဆိုတာကိုသိလိုက်ရတဲ့မီယာလည်းမူရူကန်အတွက်စိတ်မကောင်းဖြစ်သွားခဲ့ရပေမဲ့မီယာရဲ့ဖခင်ဖြစ်သူတထေးကြီးကတော့မင်္ဂလာပွဲပြတ်သွားမှကိုစိုးရိမ်နေခဲ့ပါတယ်တစ်ဖက်မှာရှိနေတဲ့မူရူကန်ကလည်းတစ်ချိန်တည်းမှာမိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရတာကြောင့်အရန်ကိုဝမ်းနည်းနေခဲ့ပြီးအတိတ်မှာမိဘတွေနဲ့အတူပျော်ရွှင်ခဲ့တာတွေကိုမျက်လုံးထဲမှာပြန်လည်မြင်အောင်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်နဲ့ရာဂျန်တို့တွေ့ဆုံခဲ့ပြီးရာဂျန်ကလည်း
မင်္ဂလာဆောင်ရမယ့်ရက်ကညီးနေပြီးငါတို့ပြန်ဖို့လိုအပ်နေပြီဖြစ်ကြောင်းမူရူကန်ကိုပြောခဲ့တဲ့အခါမှာတော့မူရူကန်ကလည်းအဖေရဲ့ဆိုင်နဲ့အိမ်ကိုပစ်ထားပြီးတော့ထွက်သွားလို့မရကြောင်းရာဂျန်ကိုပြန်ပြောခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့မီယာနဲ့ဗီဒီယိုကောပြောခဲ့တဲ့အခါမူရူကန်ကသူ့အဖေရဲ့အီတလီဆိုင်လေးကိုဘယ်လိုလုပ်ရမလဲမသိတာကြောင့်သူ့ကိုအချိန်နည်းနည်းလောက်ပေးဖို့ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့မူရူကန်တို့အိမ်မှုကိစ္စတွေကိုလောက်ကင်ပေးနေတဲ့ကာရာလန်ကိုလည်းငါမရှိတဲ့အချိန်မှာငါရဲ့မိဘတွေကိုပြုစုဆောက်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်။အခုတော့ဆက်လုပ်ရမယ့်ကိစ္စတွေကိုငါပဲလုပ်လိုက်ပါမယ်ဆိုပြီးပြောဆိုခဲ့တဲ့အခါကာရာလန်ကလည်းငါကနင်းကိုလှုပ်ပေးနေတာမဟုတ်ဘူး။အန်နီကမဆုံးခင်မှာငါ့ကိုမှားသွားတယ်။သူတခုခုဖြစ်သွားရင်နင်းကိုဆောက်ရှောက်ပေးဖို့မှားခဲ့တာ။အဲ့ဒါကြောင့်မို့ငါကအန်နီရဲ့ဆန္ဒအတိုင်းလောက်ကင်ပေးနေတာဖြစ်ကြောင်းကာရာလန်ကပြောကထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာရှိနေတဲ့မီယာကလည်းမူရူကန်ရဲ့အကြောင်းကိုငါသိတယ်။သူကဒီကိုပြန်လာမဲ့ပုံမပေါ်ဘူး။သူကသူ့အဖေရဲ့အီတလီမုတ်ဆိုင်အစုံနဲ့ပတ်သက်ပြီးလှုပ်เสียရှိသေးတယ်။အဲ့ဒါတွေပြီးမှပြန်လာမယ်ဆိုပြီးပြောတယ်။သူဒီကိုပြန်မလာတော့မှကိုငါစိုးရိမ်နေဆိုပြီးအရှဝမ်ကိုပြောပြခဲ့တဲ့အခါအရှဝမ်ကလည်းမြမဖြစ်သူမီယာကိုကြည့်ပြီးသူပြန်လာမှာပါတကယ်လို့သူမလာရင်ငါကိုယ်တိုင်သူ့ကိုဆွဲခေါ်လာခဲ့မယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်တစ်ဖက်မှာရှိတဲ့မူရူကန်ကလည်းမာရီနဲ့တွေ့ဆုံခဲ့ပြီးမာရီကမူရူကန်ရဲ့ဖခင်အီတလီမုတ်ဆိုင်လေးကိုရူဘီ9သိန်းနဲ့ဝယ်ယူနေတာကြောင့်မူရူကန်နဲ့အတူရှိနေတဲ့ရာဂျန်ကလည်းမူရူကန်ရဲ့ဖခင်ဖြစ်သူပိုင်တဲ့အီတလီမုတ်ဆိုင်လေးကိုမာရီစီမှာရောင်းလိုက်ဖို့တိုက်တွန်းနေခဲ့တာကြောင့်မူရူကန်လည်းဘာပြောရမှန်းမသိဖြစ်နေခဲ့ပါတယ်အဆိုပါညမှာပဲကာရာလန်စီကိုတငယ်ချင်းတယောက်ကရောက်ရှိလာခဲ့ပြီးမူရူကန်ရဲ့ဖခင်ပိုင်တဲ့အီတလီဆိုင်လေးကိုရူဘီ9သိန်းနဲ့မာရီကဝယ်ယူတော့မယ်ဆိုတဲ့အကြောင်းပြောဆိုခဲ့တဲ့အခါကာရာလန်တယောက်မူရူကန်ကိုဒေါသတွေထွက်နေခဲ့ပါတယ်အဆိုပါညမှာပဲအင်ကိုပြန်လာတဲ့မူရူကန်တယောက်ရွာထိပ်မှာရှိတဲ့မိသားစုနတ်ဖျားကျောင်းဘက်မှာဖခင်ဖြစ်သူရဲ့ဝိညာဉ်ကိုတွေ့မြင်ခဲ့လိုက်ရပါတယ်မနက်ကိုရောက်တဲ့အခါမှာတော့မာရီကလူကြီးတွေနဲ့မူရူကန်ရဲ့ဖခင်အီတလီဆိုင်လေးကိုဝယ်ယူဖို့စောင့်ဆိုင်းနေခဲ့ပါတယ်မူရူကန်ကတော့ဖခင်ဖြစ်သူရဲ့ဆိုင်ကိုရောင်းရမလားမရောင်းရဘူးလားဆိုပြီးစဉ်းစားနေရင်အိမ်အပြင်ဘက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူနဲ့မိခင်တို့ရဲ့ဝိညာဉ်ကိုတွေ့ခဲ့လိုက်ရပါတယ်မူရူကန်ရဲ့ဖခင်ကငါတို့ရဲ့ဘိုးဘအစဉ်အဆက်နေခဲ့တဲ့မိမှာငါတို့ရဲ့သားကစက်နေအောင်မှာပဲဆိုပြီးယုံကြည်ခဲ့မိတာငါကတုံးတာပဲငါတို့ဆုံးရင်ငါတို့ရဲ့အိမ်လေးနဲ့ငါရဲ့ဆိုင်လေးပြတ်ွယ်သွားမှာကိုစိုးရိမ်နေဆိုတဲ့ဖခင်ဖြစ်သူပြောဆိုနေတဲ့စကားတန်ကိုမူရူကန်တယောက်ကြားသွားခဲ့တဲ့အခါစိတ်မကောင်းနေဖြစ်သွားခဲ့ရပါတယ်ဒီလိုနဲ့မာရီတို့စီကိုရောက်လာခဲ့တဲ့အခါဖခင်ဖြစ်သူရဲ့စကားတန်တွေကိုကြားလိုက်ရတဲ့မူရူကန်တယောက်စိတ်ပြောင်းသွားခဲ့ပြီးစာချုပ်မှာလက်မှတ်မထိုးတော့ပဲကျွန်တော်အဖေအသက်ရှင်တော့ကသူ့ရဲ့ဆန္ဒတွေကိုဘာတစ်ခုမှမဖြည့်ဆည်းပေးနိုင်ခဲ့ဘူးအဲ့ဒါကြောင့်သူ့ရဲ့မုန်းဆိုင်လေးကိုအပြည့်ကျွေးဆက်တဲ့အနေနဲ့အဖေရဲ့ဆိုင်လေးကိုအမွေဆက်ခံဖို့ဆုံးဖြတ်လိုက်ပြီလို့ဆိုကဘူရူကန်တယောက်မာရီကိုပြောပြီးအယောင်းဝယ်ကိုဖျက်သိမ်းခဲ့လိုက်ပါတယ်ဘူရူကန်ရဲ့ဖခင်အီတလီဆိုင်လေးကိုဒိုချင်နေတဲ့မာရီကတော့ဒေါသတွေထွက်ပြီးဘူရူကန်ကိုပြဿနာရှာဖို့စူးစမ်းခဲ့ပေမဲ့ဘေးမှာရှိနေတဲ့လူကြီးတွေကလည်းအဖေရဲ့ပိုင်ဆိုင်မှုကိုတားဖြစ်သူကအမွေဆက်ခံတာပဲမင်းကဘာလို့ဒေါသတွေထွက်နေရလဲဆိုပြီးဝိုင်းဝန်းပြောဆိုနေခဲ့တာကြောင့်မာရီတယောက်ဘာမှမတတ်နိုင်ပဲဖြစ်သွားခဲ့ရပါတယ်ဘူရူကန်တယောက်အိမ်ကိုပြန်ရောက်လာခဲ့တဲ့အခါကာရာလန်ကဒေါသတွေထွက်နေခဲ့ပြီးတောင်းကျမ်းနေခဲ့တာကြောင့်ဘာဖြစ်နေတာလဲဆိုပြီးကာရာလန်ကိုမေးခဲ့လိုက်ပါတယ်ကာရာလန်ကလည်းနင့်ရဲ့အတီတရားကိုရောင်းစားလိုက်ပြီလားအဲ့ဒီဆိုင်ကနင့်ရဲ့အဖေအတွက်ဖះเจ้าတစ်ခုလိုပဲအဲ့ဒါကိုနင်ကမာရီစီကိုရောင်းလိုက်တယ်နင့်အဖေရဲ့မျက်နှာချင်းဆိုင်မှာဖွင့်ထားတဲ့မာရီရဲ့ဆိုင်ကလူမရှိပဲနင့်အဖေရဲ့ဆိုင်မှာပဲလူတွေကတန်းစီနေလို့မာရီကပတ်စံတွေပုံပေးပြီးဦးလေးစီကနေဆိုင်ကိုဝယ်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့ဦးလေးကလုံးဝမရောင်းခဲ့ဘူးအခုတော့မာရီကသူ့ရဲ့အိမ်မက်တွေပြည့်သွားပြီပေါ့ဆိုကဒေါသတွေနဲ့မူရူကန်ကိုပြောဆိုနေခဲ့ပါတယ်မူရူကန်ကလည်းငါတကယ်တော့ဆိုင်ကိုမရောင်းခဲ့ပါဘူးငါမှဆိုင်ကိုရောင်းပစ်ဖို့စိတ်မရှိခဲ့ပါဘူး။ရင်ပြောတာတွေအလုံးမှန်ပါတယ်။ငါကမိဘတွေကိုဂယုမဆိုင်တဲ့တကူကောင်းဆန်တဲ့လူတယောက်ပါဆိုတဲ့စကားကိုကြားလိုက်ရတဲ့ကာရာလန်တယောက်ဝမ်းသာမျက်ရည်တွေကျသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းမီရာရဲ့ဖခင်တထေးကြီးကမူရူကန်ကဘယ်တော့ပြန်လာမှလဲဆိုပြီးမီယာကိုမေးမြန်းခဲ့တဲ့အခါမီယာကလည်းဖခင်ဖြစ်သူကိုရှင်းပြဖို့လုပ်ခဲ့ပေမဲ့မီယာရဲ့ဖခင်တထေးကြီးကဒီမင်္ဂလာပွဲကိုလုံးဝဖျက်လို့မရကြောင်းနဲ့မူရူကန်ရဲ့မိဘတွေဆုံးလို့ဒီမင်္ဂလာပွဲကိုဖျက်ရတယ်ဆိုတာကိုဘယ်သူမှသိမှာမဟုတ်ဘူးလူတွေအားလုံးကသမီးလေးရဲ့ဂုဏ်သိက္ခာအကြောင်းမဟုတ်မမှန်တွေလောက်ကြံရေးကြမှာဆိုပြီးပြောကထွက်သွားခဲ့ပါလေဒီလိုနဲ့မီယာကမူရူကန်ကိုဗီဒီယိုကောခေါ်ကဆိုင်ကိုဘာလို့မရောင်းလိုက်တာလဲဆိုပြီးဒေါသတကြီးနဲ့မင်းပြန်ခဲ့တာကြောင့်မူရူကန်ကလည်းမင်းကဒီကိစ္စကိုဘယ်လိုလုပ်ပြီးသိတာလဲဆိုပြီးပြန်မေးပါတယ်မီရာကလည်းသူကရူဘီ9သိန်းပေးတာကိုဘာလို့မရောင်းလိုက်တာလဲဆိုပြီးမီရာကထပ်ပြောတာကြောင့်ဒီကိစ္စတွေဟာမီရာတို့ရဲ့လှည့်ကွက်တွေဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မီရာက
အဲ့ဒီအီဒဒီမုတ်ဆိုင်ကိုမေးပြီးဒီကိုပြန်လာခဲ့ပါဒီမှာအခြေအနေတွေကထိမနိုင်သိမနိုင်ဖြစ်နေကြောင်းမူရူကန်ကိုပြောခဲ့တဲ့အခါမူရူကန်ကလည်းတစ်ချိန်တည်းမှာငါကမိဘတွေကိုဆုံးရှုံးထားရတာငါရဲ့ဆုံးရှုံးမှုတွေကိုမင်းကနားလေရဲ့လားအခုချိန်မှာမင်္ဂလာဆောင်အကြောင်းကိုငါလုံးဝစဉ်းစားလို့မရကြောင်းပြန်ပြောခဲ့တာကြောင့်ဘာကိုပြောချင်တာလဲဒီမင်္ဂလာပွဲကိုဖျက်ဆီးချင်တာလားဆိုပြီးမီရာကပြန်မေးခဲ့ပါတယ်ဒီလိုနဲ့မူရူကန်ကခဏတာငြိမ်သက်သွားခဲ့ပြီးဟုတ်တယ်ဒါပဲဖြစ်ဖြစ်6လ9လလောက်ကြာမှမင်္ဂလာပွဲအတွက်ပြန်စဉ်းစားကြတာပေါ့လို့ဆိုကမူရူကန်ကပြန်ပြောခဲ့ပါတယ်မူရူကန်ရဲ့စကားကိုကြားလိုက်ရတဲ့မိဘကလည်းဝမ်းနည်းစွာနဲ့မင်္ဂလာပွဲကိုဖျက်ချင်တိုင်းဖျက်လို့မရကြောင်းမူရူကန်ကိုပြောဆိုခဲ့တဲ့အခါငါဘက်မှာလည်းဒီအိမ်နဲ့မုတ်ဆိုင်ကိုထားခဲ့လို့လုံးဝမဖြစ်နိုင်ကြောင်းမူရူကန်ကမီယာကိုပြန်ပြောခဲ့ပါတယ်တီးမခံနိုင်တော့တဲ့မီရာကလည်းရှိတာကဖြစ်ကြွက်တင်းလောက်လေးပဲဆိုပြီးပြန်ပြောခဲ့တဲ့အခါမီရာရဲ့စကားကမူရူကန်ရဲ့မိဘတွေကိုစော်ကားသလိုဖြစ်သွားခဲ့တာကြောင့်ဒေါသတွေထွက်ပြီးမီရာကိုပြန်ပြောဖို့လုပ်ခဲ့တဲ့အခါအရွှင်ကမီရာရဲ့ဖုန်းကိုယူပြီးမင်းကဘာလို့အဲ့ဒီပုံစံဖြစ်နေရလဲငါတို့ကမင်းကိုတန်းကြွက်တထေးကြီးဖြစ်အောင်လုပ်ပေးတာမင်းကမလိုချင်ဘူးပေါ့မင်းကဘာလို့အဲ့လောက်မောက်မာနေရတာလဲဆိုပြီးမူရူကန်ကိုပြောဆိုခဲ့ပါတယ်အဆိုပါအချိန်မှာပဲမီရာရဲ့ဖခင်တထေးကြီးကဖုန်းကိုယူလိုက်ပြီးမင်္ဂလာပွဲကိုဖျက်လိုက်မယ်ဆိုရင်ယူရီချမ်းမှာငါတို့ကရေစရာလူတွေဖြစ်သွားလိမ့်မယ်အဲ့ဒီတော့မင်းဒီကိုပြန်လာမလားမလာဘူးလားဆိုပြီးမူရူကန်ကိုမေးခဲ့တဲ့အခါမူရူကန်တယောက်ဖုန်းကိုတိတ်ချစွာစောင့်ကြည့်နေခဲ့တယ်လို့ကာရာလန်နဲ့မီရာတို့ကလည်းရင်ကုန်စွာနဲ့နားထောင်နေခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်ဟာတထေးကြီးကိုကြည့်ပြီးကျွန်တော်ကိုခွင့်လွှတ်ပါလို့ပြောကဖုန်းကိုချသွားခဲ့တဲ့အခါမှာတော့ကာရာလန်တယောက်ပျော်ရွှင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်တယောက်ဖခင်ဖြစ်သူရဲ့အမွေကိုဆက်ခံဖို့အတွက်ဖခင်ဖြစ်သူရဲ့အီတဒီမုတ်ဆိုင်လေးကိုတန်ရှင်းရေးတွေလုပ်ပြီးစိုင်းပြန်ဖွင့်ဖို့ပြင်ဆင်ခဲ့ပါတယ်ရာဂျန်နဲ့တွေ့ခဲ့တဲ့အခါမှာလည်းမင်းကိုဘန်ကောက်အတင်းပြန်ဖို့ပြောဆိုခဲ့တဲ့အတွက်ငါတောင်းပန်ပါတယ်ဆိုပြီးရာဂျန်ကပြောဆိုခဲ့တဲ့အခါမူရူကန်ကလည်းကျွန်တော်ကအခုအဲ့ဒီကိုပြန်ဖို့လုံးဝအစီအစဉ်မရှိတော့ဘူးခမရပြန်ကြည့်ရင်ပြန်လိုက်ပါဆိုပြီးပြောဆိုခဲ့တာကြောင့်ရာဂျန်ကလည်းမင်းကငါ့ကိုဘယ်ကိုပြန်စေချင်တာလဲငါရဲ့အမေအရင်ကတော့ငါ့ကိုမမှတ်မိတော့ဘူးဘာတူလဲဆိုပြီးမေးတယ်ငါလည်းနိုင်ငံခြားမှာနေရတာအရန်ကိုပင်ပန်းနေပြီငါဒီကိုရောက်ချင်းမှာပဲငါရဲ့မိသားစုမျက်နှာပေါ်ကပျော်ရွှင်မှုတွေကိုကြည့်ပြီးငါမပြန်နိုင်တော့ဘူးဆိုပြီးဆုံးဖြတ်လိုက်တာဖြစ်ကြောင်းရာဂျန်ကပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့မူရူကန်ကလည်းမုတ်ဆိုင်လေးကိုပြန်လည်ဖွင့်လှစ်ဖို့အတွက်ကာရာလန်နဲ့အတူပြင်ဆင်ခဲ့ပြီးနောက်တစ်နေ့မနက်3 နာရီကိုရောက်တဲ့အခါဖခင်ဖြစ်သူပြုတ်လုံနေကြအတိုင်းရေမိုးချိုးတန့်စင်ပြီးဆိုင်ဖွင့်ဖို့တယောက်တည်းထွက်လာခဲ့ပါတယ်ဒီလိုနဲ့ဆိုင်ကိုရောက်တဲ့အခါပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးစံမုံတွေကို2 နာရီအကြာတစ်ချေဖို့ပြင်ဆင်ခဲ့ပါတယ်ဒီလိုနဲ့မူရူကန်တယောက်စံမုံတွေကိုကြိတ်ချီနေတော့လက်ညောင်းလာခဲ့တာကြောင့်နာရီကိုကြည့်လိုက်တဲ့အခါအချိန်က9 မိနစ်သာရှိသေးတာကြောင့်စိတ်ညစ်သွားခဲ့ပါတယ်ခဏအကြာမှာပဲကာရာလန်ကရောက်ရှိလာခဲ့ပြီးမူရူကန်နဲ့အတူစံမုံတွေကိုဝိုင်းပြီးကြိတ်ချီပေးပေမဲ့နောက်ဆုံးမှာကာရာလန်လည်းလက်ညောင်းလို့သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်နဲ့ကာရာလန်တို့တယောက်တလဲစီကြိတ်ချီနေတော့ဒီစံမုံတွေကို2 နာရီနီးပါးလောက်အားရဲ့အဖေဘလို့မြဲကြိတ်ခက်တယ်လဲဆိုပြီးပြောလိုက်ရင်စံမုံတွေကိုကြိတ်ချီလာခဲ့ရင်နောက်ဆုံးမှာတော့အီဒဒီမုတ်ပြုတ်လုပ်ဖို့အတွက်မုံအနည်းရည်တွေရရှိသွားခဲ့ပါတယ်ဒီလိုနဲ့မုံတွေပြင်ဆင်ပြီးမနက်ဆိုင်ဖွင့်ခဲ့တဲ့အခါမူရူကန်ရဲ့ဖခင်လက်ထက်ကလေးကပုံမှန်အားပေးလာခဲ့တဲ့ဖခင်ရဲ့တငယ်ချင်းဖြစ်သူအဖိုးကြီးကရောက်ရှိလာခဲ့ပြီးမူရူကန်လုပ်တဲ့အီဒဒီမုတ်ကိုစကြည့်ခဲ့တဲ့အခါစီဗာနန်ဆန်ရဲ့လက်ရာကိုလုံးဝမမီကြောင်းမှတ်ချက်ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့မူရူကန်တယောက်လက်မလျှော့သေးပဲသူ့အဖေရဲ့လက်ရာအတိုင်းရရှိဖို့အတွက်အသက်နိုင်ဆုံးစံမုံကိုစူးစမ်းပြီးတိတ်ချေခဲ့ပါတယ်စံမုံတိတ်ချေဖို့အတွက်မူရူကန်နဲ့ကာရာလန်တို့2 ယောက်ထဲနဲ့မလုံလောက်တာကြောင့်ရာဂျန်ကိုပါခေါ်ပြီးစံမုံကိုဝိုင်းပြီးတိတ်ချေခိုင်းခဲ့ပါတယ်ဒါပေမဲ့ဖခင်ပြစ်သူစီဗာနန်ဆန်ရဲ့လက်ရာကိုလုံးဝမမီတာကြောင့်မူရူကန်ရဲ့ဆိုင်ကအီတဒီမုံတွေကိုအားပေးမဲ့လူတွေတဖြည်းဖြည်းမရှိသလောက်ဖြစ်သွားခဲ့ရပြီးပုံမှန်အားပေးဖို့ရောက်လာခဲ့တဲ့ဖခင်ဖြစ်သူရဲ့တငယ်ချင်းဖြစ်သူအဖိုးကြီးကတော့ဆိုင်ကိုမလာတော့ပဲတစ်ဖက်မှာရှိနေတဲ့မာရီရဲ့ဆိုင်ကတော့လူတွေတဖြည်းဖြည်းနဲ့စီကားများပြားလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်ရဲ့ဆိုင်ကိုမာရီကရောက်လာခဲ့ပြီးမင်းကိုငါပြောသားပဲမင်းရဲ့ဆိုင်ကိုငါစီကိုရောင်းလိုက်ပါဘာပဲဖြစ်ဖြစ်အ ਨੇ ဆုံးတော့မင်းအဖေရဲ့မုံဆိုင်ကတော့နာမည်ကောင်းကြံမင်းအခုတော့မင်းကနာမည်ပါဖြတ်နေပြီမင်းအဖေရဲ့နာမည်နဲ့ခုံကိုမထိသိမ့်နိုင်ဘူးဆိုရင်တော့မဖြတ်စည်းဖို့မကြိုးစားပါနဲ့လို့ပြောလိုက်ပြီးမင်းရဲ့ဆိုင်ကိုငါစီကိုရောင်းလိုက်ပါလို့ပြောကထွက်သွားခဲ့ပါတယ်ဒီလိုနဲ့တရက်မှာတော့မူရူကန်တယောက်မိသားစုနတ်ဖျားเจ้าအရှိမထိုင်ပြီးအရင်တစ်ချိန်ကဖခင်ပြောခဲ့မှုတဲ့စကားအတိုင်းမင်းရဲ့ဘဝမှာဘာလို့ရမှန်းမသိပဲလမ်းပြောင်းနေပြီဆိုရင်မိသားစုနတ်ဖျားမှာလာပြီးမျက်စိမိတ်ပြီးဆူတောင်းမှုပြုလုပ်လိုက်ပါမိသားစုနတ်ဖျားဆိုတာကငါတို့ရဲ့ဘိုးဘေးတွေပဲသူတို့ကအဖေတို့ဒီပတ်ဝန်းကျင်မှာပဲကျင်လည်နေတာသူတို့ရဲ့ဝင်သက်ထွက်သက်တွေကဖျားသခင်နဲ့ပေါင်းဆက်ပြီးအဖေတို့ရဲ့မိသားစုနတ်ဖျားဆိုတာဖြစ်လာခဲ့ရတာဆိုပြီးမူရူကန်ရဲ့ဖခင်ကပြောပြခဲ့ပါတယ်
အဲ့နောက်မှာတော့မူရူကန်တယောက်မိသားစုနတ်ဖျားကိုကြည်ရင်အဖေရဲ့မုံဆိုင်လေးကိုကျွန်တော်အသက်နိုင်ဆုံးစူးစမ်းခဲ့ပေမဲ့ဘလို့မှအဆင်မပြေဘူးဖြစ်နေတယ်ကျွန်တော်ဘာလို့ရမလဲဆိုတာမသိတော့ဘူးလမ်းတွေလည်းပျောက်နေတယ်လို့ခံစားရတယ်အဖေကကျွန်တော်တို့ရဲ့မိသားစုနတ်ဖျားပါပဲအဲ့ဒါကြောင့်အဖေရဲ့မုံဆိုင်လေးကိုအရင်လိုပုံမှန်လဲပတ်နိုင်အောင်လမ်းပြပေးပါဆိုပြီးဆူတောင်းခဲ့လိုက်ပါတယ်ဒီလိုနဲ့မနက်3 နာရီကိုရောက်တဲ့အခါမူရူကန်ရဲ့ဖခင်ဝိညာဉ်ကမိသားစုနတ်ဖျားပုံစံနဲ့ရောက်ရှိလာခဲ့ကမူရူကန်ကိုနှိုးပြီးမင်းလမ်းပြောက်နေတယ်လို့ခံစားနေရတာလားတကယ်တော့မင်းလမ်းမပြောက်ပါဘူးအရာအလုံးကမင်းရဲ့အတွင်းမှာပဲရှိတာပါမင်းရဲ့သွေးမင်းရဲ့မျိုးရိုးဗီဇမှာပေါ့ငါရဲ့အမေကငါ့ကိုတင် जा ပေးခဲ့တယ်လို့ငါကလည်းမင်းကိုအားလုံးတင်ပေးပြီးသားပါငါမင်းကိုမစွန့်ပစ်ပါဘူးမင်းရဲ့ခြေလမ်းတိုင်းမှာငါရှိပါတယ်ဆိုတဲ့ဖခင်ပြစ်သူရဲ့စကားနဲ့အတူမူရူကန်တယောက်အဲ့ရကနေလန်နိုးသွားခဲ့ပါတယ်မိကိုကြည့်လိုက်တဲ့အခါမှာလဲဖခင်ပြစ်သူတေဆုံးတော့ကမွေးဖွားလာတဲ့နွားပေါက်လေးကထူးဆန်းစွာနဲ့မူရူကန်ရဲ့အနားမှာရှိနေတာကိုတွေ့ခဲ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်တယောက်အဲ့ရကနေထပြီးဖခင်ပြစ်သူပြင်ဆင်တယ်လို့အဝတ်စားတွေပြင်ဆင်ကဖျားကတော့ပြီးမုံဆိုင်လေးကိုထွက်လာခဲ့ပါတယ်ဒီလိုနဲ့ဆိုင်ကိုရောက်လာခဲ့တဲ့အခါမှာတော့ဆိုင်ရှိမှာကာရာလန်နဲ့ရာဂျန်တို့ကစောင့်နေခဲ့ကြပြီးစီဗာနာဆန်လိုဝင်းစင်ထားတဲ့မူရူကန်ကိုကြည့်ကအံ့ဩနေခဲ့ကြပါတယ်အဲ့နောက်မှာတော့ဆိုင်ထဲကိုရောက်လာခဲ့တဲ့အခါဆမ်မုံမကြိတ်ခင်ဖခင်ပြစ်သူပြုတ်လုတဲ့အတိုင်းမူရူကန်လည်းလိုက်လုပ်ပြီးဆမ်မုံကိုစတင်ကြိတ်ချေခဲ့ပါတယ်ဒီလိုနဲ့မူရူကန်တယောက်တည်းအချိန်2 နာရီတိတိဖခင်ပြစ်သူကြိတ်ချေခဲ့တဲ့ပုံစံအတိုင်းမနာတန်ဆမ်မုံအနည်းရတဲ့အထိကြိတ်ချေနိုင်ခဲ့ပါတယ်အဲ့နောက်မှာတော့လိုအပ်တဲ့ဟင်းအနစ်တွေကိုလည်းဖခင်ပြစ်သူချက်တဲ့ပုံစံအတိုင်းတိချာစွာချက်ပြုတ်ပြီးဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ်ဆိုင်ဖွင့်ခဲ့တဲ့အခါမှာလည်းဖခင်ပြစ်သူရဲ့တငယ်ချင်းအဖိုးကြီးကိုအရင်ဆုံးမြေးစားစေခဲ့ပါတယ်ဒီတစ်ခေါက်မူရူကန်လုတ်တဲ့အီတတီကိုစားလိုက်ရတဲ့အရာသာဟာတငယ်ချင်းဖြစ်သူစီဗာနန်ဆန်ရဲ့လက်ရအတိုင်းထပ်တူအရာသာရှိနေခဲ့တာကြောင့်အဖိုးကြီးကရုတ်တရက်ဝမ်းနည်းစွာနဲ့မူရူကန်ကိုကြည့်လိုက်ရင်စီဗာနန်ဆန်ကိုတွေ့မြင်လိုက်ရတာကြောင့်မူရူကန်ကိုစီဗာနန်ဆန်ဆိုပြီးခေါ်ခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့မူရူကန်နဲ့ကာရာလန်တို့လည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ဆိုင်ရှိကိုအန်ရှွမ်ကရောက်ရှိလို့လာခဲ့တာကြောင့်မူရူကန်ကကာရာလန်ကိုအိမ်ပြန်ဖို့ပြောခဲ့လိုက်ပါတယ်အန်ရှွမ်ကမူရူကန်ရဲ့အီတလီမုံဆိုင်လေးကိုကြည့်ပြီးအထင်သေးစွာနဲ့ဒီလောက်ပြက်စီးနေတဲ့ဆိုင်အတွက်မင်းကမင်္ဂလာပွဲကိုဖျက်ခဲ့တာလားတကယ်ကိုမယုံနိုင်စရာပဲဆိုပြီးပြောခဲ့လိုက်ပါတယ်မူရူကန်ကလည်းအန်ရှွမ်ရဲ့အနာကိုသွားပြီးဆရာကျွန်တော်ကိုပြောချင်တာရှိရင်ဆိုင်ထဲကိုဝင်ပါဆိုပြီးပြောဆိုခဲ့ပေမဲ့အန်ရှွမ်ကတော့ဘာမှပြန်မပြောဘဲမူရူကန်ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့မူရူကန်ကတော့အရှွမ်ကိုဘာမှပြန်မလုပ်ပဲငြင်းခံနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အရှွမ်ကမူရူကန်တို့ရဲ့အီတလီမုံဆိုင်ကဆိုင်းဘုတ်ကိုမြေပြင်ပေါ်ကိုပစ်ချပြီးခြေထောက်နဲ့တက်နေဖို့လုပ်ခဲ့တဲ့အခါမှာတော့မူရူကန်တယောက်အရှွမ်လုံးသမျှတီးခံမနေတော့ပဲအရှွမ်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အရှွမ်ကလည်းသူ့လုံးသမျှငြင်းခံလာခဲ့တဲ့သူကသူ့ကိုပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်မူရူကန်ကိုကြည့်ပြီးနားမလည်နိုင်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မူရူကန်နဲ့အရှွမ်တို့နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အရှွမ်တယောက်မူရူကန်ရဲ့လက်ချက်နဲ့ခြေထောက်တံရရသွားခဲ့တာကြောင့်အရှွမ်ရဲ့လူတွေကမူရူကန်ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့အရှွမ်ကဝင်မပါခိုင်းပဲမူရူကန်ကိုတယောက်ထည့်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အရှွမ်တယောက်မူရူကန်ရဲ့လက်ချက်နဲ့တတိလစ်သွားခဲ့တာကြောင့်အရှွမ်ရဲ့လူတွေကကားနဲ့ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့မူရူကန်လည်းစိတ်ကိုလျှော့လိုက်ပြီးဖခင်မြတ်သူရေးသားထားတဲ့တီးခန့်ခြင်းသည်အကောင်းဆုံးလက်နက်ဖြစ်သည်ဆိုတဲ့စာသားကိုကြည့်ကတချိန်ကဖခင်မြတ်သူဖြစ်ရှင်းပေးခဲ့တဲ့ရန်ပွဲတွေကိုမျက်လုံးထဲမှာပြန်လည်မြင်အောင်လာခဲ့ပြီးအရှွမ်ကိုပြန်လည်တိုက်ခိုက်မိခဲ့တဲ့အတွက်နောင်တတွေရနေခဲ့ပါတယ်။အဲ့နောက်မှာတော့အရှွမ်ရဲ့ဖခင်ဖြစ်သူတထေးကြီးကရောက်ရှိလာခဲ့ပြီးစင်းရုံပေါ်မှာတတိမိမျောနေခဲ့တဲ့တားဖြစ်သူအရှွမ်ကိုမကြည့်ရတာကြောင့်အများဆုံးတက်တအောင်ကုသပေးဖို့ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့စင်းရုံကိုမူရူကန်ကလိုက်လာခဲ့ပြီးတထေးကြီးကိုတောင်းပန်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တထေးကြီးကမူရူကန်ကိုကြည့်ပြီးငါရဲ့သားကိုတောင်ငါကိုယ်တိုင်တခါမှလက်မပါခဲ့ဘူး။ငါကတော့မင်းကိုတေးတဲ့အထိလဲပင်းညစ်ခံရတော့မယ်ဆိုတာကိုသိနေတယ်။မင်းသူ့ရဲ့အကြောင်းကိုမသိဘူးလား။ तू တတိပြန်မရလာခင်မင်းလွတ်အောင်သာပြေးတော့မင်းဘာပဲဖြစ်ဖြစ်ငါကစိတ်မဝင်စားဘူး။မင်းအနေနဲ့တနေရာရာကိုထွက်သွားတာအကောင်းဆုံးပဲဆိုပြီးပြောကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မူရူကန်ကတော့ထွက်မပြေးပဲဖခင်ဖြစ်သူရဲ့အီတလီမုံဆိုင်လေးကိုပုံမှန်လဲပတ်အောင်စူးစမ်းနေခဲ့တယ်လို့တစ်ဖက်မှာရှိနေတဲ့မာရီရဲ့ဆိုင်ကဖောက်တယ်တွေလည်းတဖြည်းဖြည်းယွန်နေသွားခဲ့ပြီးမူရူကန်ရဲ့ဆိုင်လေးဟာအရင်လိုလူတွေအများကြီးပြန်ဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအရှွမ်ကမူရူကန်ရိုက်နှက်တာကိုခံလိုက်ရတာကြောင့်အခဲမကြေနိုင်ဖြစ်နေခဲ့ရပြီးကိုတမ်းမလာအောင်နေကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာရှိနေတဲ့မူရူကန်ကတော့လူတွေကိုကူညီတတ်တဲ့စိတ်ထားနဲ့သူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်ပဲလူတွေရဲ့လေးစားချစ်ခင်ခြင်းကိုခံနေခဲ့ရပါတယ်။ကာရာလန်ကတော့မူရူကန်ကိုတိတ်တကိုးလေးသဘောတွေကျနေခဲ့ရပြီးကာရာလန်ကိုတစ်ဖက်သက်ချစ်နေခဲ့တဲ့မာရီကတော့သူ့ရဲ့ဆိုင်ကဖောက်တယ်တွေအားလုံးမူရူကန်ရဲ့ဆိုင်ကိုရောက်သွားခဲ့တဲ့အပြင်
ချေရသူကာရာလန်ကိုပါဆုံးရှုံးလိုက်ရသလိုခံစားနေခဲ့ရတာကြောင့်မခံမရနိုင်နေဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့တရက်မှာတော့မူရူကန်တရက်နွားပေါက်လေးနဲ့အတူတောဆက်နားမှာလမ်းလျှောက်နေရင်တခုခုမူမမှန်တာကိုတတိထားမိခဲ့တာကြောင့်နွားပေါက်လေးစီပါကိုလွတ်ပေးခဲ့လိုက်ပြီးရာဂျန်ကိုဖုန်းဆက်ကရွာသား10ယောက်လောက်ခေါ်ပြီးသူရှိရဲ့နေရာကိုလာခဲ့ဖို့ပြောဆိုနေတော့မှာပဲအရှွမ်နဲ့သူ့ရဲ့လူတွေကမူရူကန်ရဲ့အနားကိုရောက်ရှိလို့လာခဲ့ပါတယ်အရှွမ်တရက်မူရူကန်ကိုနာကျည်းတဲ့အကြည့်တွေနဲ့ကြည့်ရှုနေခဲ့ပြီးမူရူကန်ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့မူရူကန်ကတော့ဖခင်ပြသူပြောခဲ့မှုတဲ့စကားတွေကိုနားထောင်ပြီးရစ်တာတရားကိုလက်ကင်ထားကအရှွမ်ကိုပြန်လဲခုခံမတိုက်ခိုက်ပဲငြိမ်ခံနေခဲ့တာကြောင့်မူရူကန်ကိုတစ်ဖက်သက်ထိုးကျိတ်နေခဲ့တဲ့အရှွမ်ကလည်းသူ့ကိုပြန်လဲခုခံတိုက်ခိုက်ဖို့မူရူကန်ကိုပြောနေပေမဲ့မူရူကန်ကတော့ဘာမှပြန်မလုပ်ပဲငြိမ်ခံနေခဲ့ပြီးမင်းအခုကြည်နပ်ပြီလားငါကမင်းကိုပြန်လဲတိုက်ခိုက်မိလို့မင်းကအခုငါ့ကိုပြန်ပြီးလက်စားချေတယ်အဲ့ဒါကြောင့်ငါတို့ဒီမှာတင်တော်တင်ပြီဆိုပြီးမူရူကန်ကပြောကလဲကျသွားခဲ့ပါတယ်ဒါပေမဲ့အရှွမ်ကမကြည်နဲ့သေးတာကြောင့်မူရူကန်ကိုထပ်လုပ်ဖို့လုံနေခဲ့တဲ့အချိန်ရွာသားတွေကိုတွေးမြင်လိုက်ရတာကြောင့်မူရူကန်ကိုခေါ်ကားနဲ့ထွက်သွားခဲ့ကြပါတယ်ရွာသားတွေလည်းမူရူကန်ကိုလိုက်ရှာရင်မူရူကန်ရဲ့သွေးတွေကိုမြင်လိုက်ရတာကြောင့်ရာဂျန်လည်းဘေးပတ်ဝန်းကျင်ကိုကြည့်ခဲ့တဲ့အခါမလန်းမကန်းကနေထွက်ခွာသွားခဲ့တဲ့အရှွမ်တို့ရဲ့ကားကိုတွေးလိုက်ရတာကြောင့်မူရူကန်တယောက်အရှွမ်တို့နဲ့အတူပါသွားပြီဆိုတာကိုသိသွားခဲ့ပါတယ်အဲ့နောက်မှာတော့တထေးကြီးအရှွမ်တို့စီကိုရောက်လာခဲ့တဲ့အခါမှာတော့တပည့်တွေရဲ့ထုံးတောင်ချင်းကိုခံထားခဲ့ရတဲ့မူရူကန်ကိုတွေ့မြင်လိုက်ရပြီးဒေါသတွေထွက်နေခဲ့တဲ့တားဖြစ်သူအရှွမ်ကိုပါတွေ့မြင်လိုက်ရတာကြောင့်အရှွမ်ကိုကြည့်ကမင်းအခုကြည်နပ်ပြီလားဒါဆိုရင်လေသူ့ကိုပြန်လွတ်ပေးလိုက်ပါဆိုပြီးပြောနေပေမဲ့အရှွမ်ကတော့တထေးကြီးရဲ့စကားကိုနားမထောင်ပဲကျွန်တော်ကိုလာပြီးနောက်နေရလားသူ့ကိုကျွန်တော်ရိုက်ခဲ့တာမဟုတ်ဘူးသူကကျွန်တော်ကိုရိုက်ခဲ့တာအခုကြည်နပ်ပြီလားဆိုတဲ့မေးခွန်းကိုသူ့ကိုမေးရမှာဆိုပြီးအရှွမ်တယောက်ဒေါသထွက်ထွက်နဲ့ဖခင်ဖြစ်သူကိုပြောဆိုနေခဲ့ပါတယ်ဖခင်ဖြစ်သူတထေးကြီးကလည်းတားဖြစ်သူအရှွမ်ကိုစိတ်လျှော့ဖို့နဲ့မူရူကန်ကိုပြန်လွတ်ပေးဖို့ပြောနေပေမဲ့အရှွမ်ကနားမထောင်ပဲသူ့မှာအသင့်ပါလာတဲ့တနတ်ကိုထုတ်လိုက်ကမူရူကန်ကိုချိန်ရွယ်ထားခဲ့တာကြောင့်ဖခင်ဖြစ်သူတထေးကြီးကလည်းတားဖြစ်သူအရှွမ်ကိုတားဆီးနေပေမဲ့အရှွမ်ကနားမထောင်ပဲမူရူကန်ကိုတနတ်နဲ့ပစ်တက်လိုက်တာကြောင့်မူရူကန်တယောက်လဲကျသွားခဲ့ပါတယ်တစ်ဖက်မှာရှိနေတဲ့ရာဂျန်ကလည်းမူရူကန်ပျောက်ဆုံးနေမှုကိုရဲရရှိစီမှာတိုင်ကြားနေခဲ့ပြီးမူရူကန်ပျောက်ဆုံးနေရခြင်းဟာတထေးကြီးတို့ရဲ့လက်ချက်ပဲဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်တစ်ဖက်မှာလည်းတထေးကြီးရဲ့လူတွေကမူရူကန်ကိုကားပေါ်ကိုတင်ဆောင်သွားခဲ့တာကိုရွာသားတယောက်ကမြင်လိုက်ရတာကြောင့်ရာဂျန်စီကိုတွားပြီးပြောပြခဲ့ပါတယ်အဲ့နောက်မှာတော့ရွာသားတွေအားလုံးစုဝေးပြီးတထေးကြီးရဲ့အိမ်ရှိကိုထွက်လာခဲ့ကြပါတယ်တစ်ဖက်မှာလည်းတထေးကြီးရဲ့လူတွေကမူရူကန်ကိုစမ်းကြောင်းတစ်ခုအနားမှာပြစ်ချထားခဲ့ကြပါတယ်အဲ့နောက်မှာတော့ရာဂျန်စီကိုလူတယောက်ကဖုန်းဆက်လာခဲ့တာကြောင့်ဖះเจ้าကိုတွားရောက်ခဲ့ပြီးမီရာနဲ့တွေ့ဆုံခဲ့ကသူ့ရဲ့မိသားစုတွေနဲ့မိတ်ဆက်ပေးခြင်းလို့သူ့ရဲ့အိမ်ကိုလိုက်ခဲ့ဖို့အတင်းပြောနေခဲ့တာကြောင့်မီရာလည်းရာဂျန်ရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းရွာသားအချို့ကတထေးကြီးရဲ့အိမ်ရှိမှာစုဝေးရောက်ရှိနေခဲ့ကြပြီးကျန်တဲ့ရွာသားအချို့ကတော့မူရူကန်ကိုလိုက်ရှာနေခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့တထေးကြီးရဲ့တပည့်တွေပစ်ချထားခဲ့တဲ့စမ်းချောင်းလေးအနားမှာတနက်တန်ရာနဲ့မင်းမျောနေခဲ့တဲ့မူရူကန်ကိုတွေ့ရှိခဲ့တာကြောင့်စင်းရုံကိုအလင်းအမြန်ခေါ်ဆောင်သွားခဲ့ကြပါတယ်မူရူကန်ကိုရှာတွေ့ပြီဆိုတဲ့သတင်းကိုရဲရရှိလည်းသိရှိသွားခဲ့ပြီးမူရူကန်ရဲ့ခန္ဓာကိုယ်မှာတနက်တန်ရာမှာရရှိနေတယ်ဆိုတဲ့အကြောင်းကိုသိလိုက်ရတာကြောင့်တထေးကြီးတို့ရဲ့လက်ချက်ပဲဆိုတာကိုနောက်ဆုံးမှသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရဲရရှိလည်းတထေးကြီးနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးတထေးကြီးကသူ့ရဲ့အိမ်ရှိမှာဘာလို့ရွာသားတွေကရောက်နေရတာလဲဆိုပြီးမေးခဲ့တာကြောင့်ရဲရရှိကလည်းမူရူကန်ကိုခမားတို့ကတခုခုလှုပ်လိုက်တယ်ဆိုပြီးသူတို့ကထင်နေကြတယ်နောက်ပြီးရဲမင်းကြီးကခမားတို့ကိုလေစိတ်ကိုပို့ပေးဖို့ကျွန်တော်ကိုပြောထားတယ်ကျွန်တော်ကိုအချိန်နည်းနည်းတော့ပေးပါကျွန်တော်ရွာသားတွေကိုရှင်းလိုက်ပါမယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ရဲရရှိကရွာသားတွေစီကိုတွားပြီးမင်းတို့ကကိုယ့်ရဲ့ဇာတိမျိုးကိုဆုံးခွာသွားခဲ့တဲ့လူကိုဘာလို့ကာဝယ်ပေးနေရရလဲဆိုပြီးမြင်မြန်ခဲ့တဲ့အခါရွာသားတွေကလည်းမူရူကန်ကအပြစ်လူမဟုတ်ဘူးသူကစီဗာနန်ဆန်ရဲ့သားပဲသူကဘဲကိုပဲသွားနောက်ဆုံးတော့ကိုယ့်ရဲ့ဇာတိမြေကိုပြန်ရောက်လာတာပဲမဟုတ်ဘူးလားသူကကိုယ့်ရဲ့ဇာတိမြေကိုမမေ့တယ်လို့ငါတို့ကလည်းသူ့ကိုစွန့်ပစ်မှာမဟုတ်ဘူးငါတို့ကမင်းရဲ့ယူနီဖောင်းကိုလေးစားတာမင်းကိုတော့လေးစားတာမဟုတ်ဘူးဆိုတဲ့ရွာသားတွေရဲ့စကားကိုကြားလိုက်ရတာကြောင့်ရဲရရှိတယောက်ဘာမှပြန်မပြောနိုင်ပဲတထေးကြီးရဲ့အိမ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမီရာနဲ့သူ့ရဲ့တပ်တော်ဆောင်တွေကိုရာဂျန်ကဖမ်းဆီးချုံနှောင်ထားခဲ့တာကြောင့်မီရာတယောက်ရာဂျန်ကိုနားမလည်နိုင်ပဲဖြစ်နေခဲ့ပါတယ်မီရာကဘာတွေဖြစ်နေတာလဲဆိုတာကိုနားမလည်နိုင်ပဲဖြစ်နေခဲ့တာကြောင့်ရာဂျန်ကိုမေးကြည့်ခဲ့တဲ့အခါမင်းရဲ့အဖေကမူရူကန်ကိုတနတ်နဲ့ပြစ်တက်လိုက်တာအခုသူကဆေးရုံမှာအသက်လူနေရပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့မီရာတယောက်အံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ရွာသားတယောက်ကတထေးကြီးရဲ့အိမ်ရှိမှာရှိနေတဲ့ရွာသားတွေစီကိုပြေးသွားခဲ့ကမူရူကန်အသက်ရှင်နေသေးကြောင်းပြောလာခဲ့ပါတယ်အဆိုပါအချိန်မှာပဲရဲရရှိကရွာလူကြီးကိုခေါ်ပြီးငါသူနဲ့အတူဆေးရုံကိုလိုက်သွားမယ်တကယ်လို့မူရူကန်က
သူ့ကိုတနက်နဲ့မပြစ်ပါဘူးလို့ပြောရင်ခမရတို့အားလုံးဒီနေရာကနေလူစုခွဲပေးရမယ်ဆိုပြီးပြောဆိုခဲ့တာကြောင့်ရွာသားတွေအားလုံးလည်းရဲရရှိရဲ့စကားကိုလက်ခံခဲ့ကြပါတယ်ဒီလိုနဲ့ပဲရဲရရှိကကားပေါ်ကိုရောက်တဲ့အခါရွာလူကြီးကိုကြည့်ပြီးမူရူကန်ကဘာပဲပြောတထေးကြီးကသူ့ကိုတနက်နဲ့မပြစ်ပါဘူးဆိုပြီးရွာသားတွေကိုခမရကပြောပေးရမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ဆေးရုံကိုရဲရရှိနဲ့ရွာလူကြီးတို့ရောက်ရှိလာခဲ့ပြီးမင်းကိုဘသူကတနက်နဲ့ပြစ်သွားရလဲဘသူကမှမကြောက်နဲ့ငါတို့ကိုအမှန်တိုင်းပြောပါငါတို့အားလုံးမင်းဘက်မှာရှိနေပါတယ်လို့ရွာလူကြီးကပြောဆိုခဲ့ပါတယ်ဖခင်မြစ်သူမှားကြားထားတဲ့အတိုင်းတီးခန့်ချင်းကိုလက်ကင်ထားတဲ့မူရူကန်ကတော့အမှန်တိုင်းမပြောခဲ့ပဲတောဆက်မှာမှောင်မဲနေခဲ့တာကြောင့်သူ့ကိုဘသူကတနက်နဲ့ပြစ်လိုက်မှမသိလိုက်ပါဘူးဆိုပြီးပြန်ပြောခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့ရွာလူကြီးကရွာသားတွေစီကိုပြန်ရောက်လာခဲ့ပြီးမူရူကန်ပြောတဲ့အတိုင်းရွာသားတွေကိုပြောပြခဲ့တဲ့အခါရွာသားတွေကလည်းတထေးကြီးကိုပြဿနာမရှာတော့ပဲလူစုခွဲသွားခဲ့ကြပါတယ်တစ်ဖက်မှာလည်းမီရာတို့ကိုဖမ်းဆီးထားတဲ့ရာဂျန်ကလည်းမင်းအခုသွားလို့ရပြီလို့ဆိုကပြန်လွတ်ပေးခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့တထေးကြီးစီကိုရဲရရှိကရောက်ရှိလာခဲ့ပြီးဆရာတို့အခုသွားလို့ရပါပြီမူရူကန်ကိုယ်တိုင်သူ့ကိုဆရာတို့တနက်နဲ့မပြစ်ပါဘူးဆိုပြီးပြောဆိုခဲ့တဲ့အကြောင်းပြန်ပြောခဲ့တဲ့အခါအရှွမ်လည်းနားမလည်နိုင်ပဲဖြစ်သွားခဲ့ရပြီးဒါဆိုငါကသူ့ကိုမပြစ်ပါဘူးဆိုပြီးသူကပြောတာလားလို့ရဲရရှိကိုပြန်မေးခဲ့တဲ့အခါရဲရရှိကလည်းဒါဆိုမင်းကသူ့ကိုတနက်နဲ့ပြစ်ခဲ့တာလားဆိုပြီးပြန်မေးခဲ့ကထားလိုက်ပါအမှန်တရားကဘာပဲဖြစ်ဖြစ်သူကတော့ညင်းလိုက်တယ်ထပ်ပြီးတော့သူ့ကိုအန်ရမပြုတ်ပါနဲ့တော့ဆိုပြီးရဲရရှိကပြောကပြန်သွားခဲ့ပါတယ်အဆိုပါချိန်မှာပဲမီရာကပြန်လဲရောက်ရှိလာခဲ့ပြီးရာဂျန်ကသမီးကိုခေါ်ထားတာဖြစ်ကြောင်းနဲ့အဖေကမူရူကန်ကိုတနက်နဲ့ပြစ်တက်လိုက်တာဆိုပြီးပြောတယ်သူသားတစ်ခုခုဖြစ်သွားရင်သမီးကိုတတ်မယ်ဆိုပြီးချင်းချောင်းခဲ့ကြောင်းမီရာကဖခင်ပြစ်သူတထေးကြီးကိုပြောဆိုခဲ့လိုက်ပြီးအဖေကတကယ်ပဲသူ့ကိုတနက်နဲ့ပြစ်ခဲ့တာလားဆိုပြီးမေးမြန်းခဲ့တဲ့အခါတထေးကြီးကလည်းမပြစ်ခဲ့ပါဘူးဆိုပြီးမီရာကိုပြောကဖတ်ထားခဲ့လိုက်ပါတယ်ဒီလိုနဲ့မီရာထောက်သွားခဲ့တဲ့အချိန်အရှွမ်ကဖခင်ပြစ်သူကိုကြည့်လိုက်ရင်အိမ်မှာလဲကျွန်တော်တို့အဆက်ကွဲခဲ့ပြီးပြီအခုမီရာကိုလည်းတတ်မယ်ဆိုပြီးချင်းချောင်းခံထားရတယ်အဲ့ဒါတွေအားလုံးသူ့ကြောင့်ဖြစ်ရတယ်ဆိုပြီးပြောဆိုခဲ့တဲ့အခါအားတို့ကဘာလို့ရမှာလဲကြွတွင်းလောက်ပဲရှိရဲ့သူ့အဖေရဲ့ဆိုင်အတွက်အသက်တောင်အသေးခံဖို့သူကအစင်သက်ဖြစ်နေပြီငါကတော့မင်းအတွက်အင်မာယာကြီးတစ်ခုတောင်တီထောင်ထားပေးထားတာငါရဲ့ခြေရာကိုနင်းမယ်ဆိုတာမျိုးမင်းမခံစားရဘူးလားဆိုပြီးတားဖြစ်သူအရှွမ်ကိုတထေးကြီးကစူပုံချင်းမောင်းနေခဲ့တာကြောင့်အရှွမ်တယောက်ဒေါသတွေထွက်သွားခဲ့ရပြီးကျွန်တော်ကိုသူနဲ့လာပြီးမရှင်းပါနဲ့သူ့ဘက်ကကျွန်တော်တို့ကိုတနာပြီးကျွန်တော်တို့ကသူ့ကိုပြစ်တာမဟုတ်ဘူးဆိုပြီးပြောတာကိုလက်ခံပြီးထွက်ပြေးရမှာလားအဖေရဲ့အင်ပါယာကကျွန်တော်ထပ်ပိုးပြီးအရေးကြီးတယ်ဆိုရင်ဒီကနေပြန်လိုက်ပါတော့ဆိုပြီးပြောကထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်တယောက်ဆေးရုံကဆင်းလာခဲ့တဲ့အခါကာရာလန်ကမူရူကန်ကိုတွဲပြီးအိမ်ထဲကိုခေါ်ဆောင်သွားခဲ့တာကိုပတ်ဝန်းကျင်ကတီတိုပြောဆိုနေခဲ့တာကြောင့်ကာရာလန်ရဲ့မိခင်ကလိုက်သွားခဲ့ပြီးကာရာလန်ကိုအိမ်ပြန်ဖို့ပြောဆိုခဲ့လိုက်ပါတယ်မူရူကန်ကလည်းကာရာလန်ရဲ့မိခင်ကိုကြည့်ကပတ်ဝန်းကျင်ကပြောတာအမှန်ပါပဲအန်ဒီသာသဘောတူပြီးကာရာလန်ကလက်ခံနေဆိုရင်ကျွန်တော်သူ့ကိုလက်ထပ်ပြရစီဆိုပြီးပြောဆိုခဲ့တာကြောင့်ကာရာလန်တယောက်အရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်အဆိုပါချိန်ကနေစပြီးမူရူကန်နဲ့ကာရာလန်တို့ဟာပတ်ဝန်းကျင်ပြောတဲ့စကားတွေကိုနားမထောင်ပဲတယောက်ကိုတယောက်အရန်ကိုချစ်တဲ့ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်တရက်မှာတော့မီရာတယောက်မူရူကန်နဲ့နှစ်ယောက်တည်းတွေ့ဆုံခဲ့ပြီးဖြစ်ခဲ့တာတွေအတွက်မူရူကန်ကိုတောင်းပန်ခဲ့ပါတယ်အဲ့ဒီနေ့ကနင်းကိုဘသူကတနက်နဲ့ပြစ်ခဲ့တာလဲဆိုပြီးမီရာကမေးခဲ့တဲ့အခါမူရူကန်ကလည်းမသိဘူးဆိုပြီးပြန်ပြေခဲ့ပါတယ်မီရာကမင်္ဂလာပွဲပြတ်သွားခဲ့တဲ့ကိစ္စကိုစကားပြောဖို့အလုံးမှာပဲတကယ်လို့ငါအဖေနေရာမှာမင်းအဖေဆုံးသွားခဲ့မယ်ဆိုရင်မင်းတို့ရဲ့ဂုဏ်သိက္ခာတွေဆိုရှယ်မီဒီယာတွေကမင်းတို့ကိုလောင်ပြောင်ကြတာတွေကိုဂရုစိုက်နေမှာလားဒါမှမဟုတ်မင်္ဂလာဆောင်ကိုဖျက်ပစ်မှာလားဆိုပြီးမူရူကန်ကမေးခဲ့တဲ့အခါမီရာတယောက်မူရူကန်ရဲ့စကားကြောင့်ဘာမှပြန်မပြောနိုင်ပဲဖြစ်သွားခဲ့ရပါတယ်ဒီလိုနဲ့မီရာကနင်းကအရှွမ်ကိုဘာလို့ထိုးလိုက်တာလဲသူကနင်းကိုလာခေါ်တာမဟုတ်ဘူးလားနင်မလိုက်ချင်ဘူးဆိုရင်လေကောင်းကောင်းမွန်မွန်ပြောလိုက်ပေါ့လို့မီရာကပြောဆိုခဲ့တဲ့အခါနင်းအကိုရဲ့အကြောင်းကိုနင်မသိဘူးလားဆိုပြီးမူရူကန်ကပြောလိုက်ကဒါတွေကိုထားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်ငါကြောင့်နင်တို့ဒုက္ခရောက်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးမီရာကိုမူရူကန်ကပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ညဘက်ကိုရောက်တဲ့အခါအရှွမ်နဲ့တွေ့ဆုံခဲ့ပြီးကျွန်တော်ကိုအဆက်ခွဲခဲ့တဲ့ကောင်ကိုကျွန်တော်ဘာလုပ်တင်လဲကျွန်တော်သူ့ကိုဘလို့အနိုင်ယူရမလဲဆိုပြီးအရှွမ်ကပြောဆိုနေခဲ့တာကြောင့်ဘာမှဆုံးရှုံးစရာမရှိတဲ့သူကိုအနိုင်ယူဖို့အတွက်ကပို့ပြီးတော့ခက်ခဲတယ်သူကတေးရမှာကိုမကြောက်ဘူးသူ့ကိုတေးချင်းတရားထက်ပိုတဲ့အရာကိုပြသကျင်တာဆိုပြီးအရှွမ်ကပြောဆိုခဲ့တဲ့အခါသူ့ရဲ့အသက်ထက်ပိုပြီးတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးပစ်လိုက်ပါလို့ဖခင်ဖြစ်သူတထေးကြီးကပြန်ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့တထေးကြီးကရဲရရှိနဲ့တွေ့ဆုံခဲ့ပြီးမူရူကန်ရဲ့ဆိုင်နေရာကသူ့ရဲ့အပိုင်လားဒါမှမဟုတ်အစိုးရကပိုင်တာလားဆိုပြီးတထေးကြီးကမေးခဲ့တဲ့အခါဒီနေရာကဆိုင်တွေကဘသူပိုင်နေဘဝပိုင်နေဆိုပြီးမရှိပါဘူးအကုန်လုံးကအဆင်ပြေသလိုပဲလောက်ကင်ကြတာပါဆိုပြီးရဲရရှိကပြန်ပြောခဲ့ပါတယ်
ဒါဆိုရင်သူ့ရဲ့ဆိုင်ကိုဖယ်လိုက်ပါဆိုပြီးတထေးကြီးကပြောဆိုခဲ့တဲ့အခါဒီမှာရှိတဲ့ရွာသားတွေအကုန်လုံးကဆရာတို့ကိုဒေါသတွေထွက်သွားလိမ့်မယ်အားလုံးကအဲ့ဒီဆိုင်ကိုအယမ်းကိုချစ်ကြတာဒါကိုကျွန်တော်တို့ကဝင်ပါမယ်ဆိုရင်ကျွန်တော်လည်းဒုက္ခရောက်သွားရလိမ့်မယ်ဆိုပြီးရဲရရှိကပြောလိုက်တော့ရဲရရှိကိုတထေးကြီးကပတ်စံတွေထည့်ထားတဲ့စာအိတ်တအိတ်ကိုပေးခဲ့တဲ့အခါရဲရရှိတယောက်ပါဇက်ပိတ်သွားခဲ့ရပါတယ်ဒီလိုနဲ့ရဲရရှိလဲမူရူကန်ရဲ့ဆိုင်ကိုဖျက်သိမ်းဖို့အတွက်အစိုးရအရာရှိတွေကိုလက်ငွေပေးပြီးလှုပ်ရှားရှိရာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်တစ်ဖက်မှာလည်းမူရူကန်ကဘာမှမသိပဲသူ့ရဲ့ဆိုင်ကိုပုံမှန်အတိုင်းပဲလဲပတ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရဲရရှိကအရှွမ်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးမူရူကန်ရဲ့ဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်စစ်ဆေးပြီးပါပြီသူ့ရဲ့ဆိုင်ကစာရွက်စာတမ်းတွေအားလုံးဟာအပြည့်အစုံရှိပါတယ်ဆိုပြီးပြောဆိုခဲ့တာကြောင့်အရှွမ်တယောက်ဒေါသတွေထွက်ပြီးဟိုနေ့ကခမည်းပဲပြောတော့စာရွက်စာတမ်းဘာမှမရှိဘူးဆိုပြီးအခုတော့ခမည်းကကျုပ်တို့ပေးတဲ့ပတ်စံတွေကိုယူပြီးတော့ကျုပ်တို့ကိုတစ္ဆာဖောက်ဖို့စူးစမ်းနေတာလားဆိုပြီးပြောဆိုခဲ့ပါတယ်ရဲရရှိကလည်းဒီကိစ္စမှာဘသူတွေပါဝင်နေလဲဆိုတာကျုပ်သိတယ်လျှို့ဝှက်ချက်တွေအားလုံးလုံခြုံစေရမယ်တကယ်လို့မူရူကန်ကိုတနက်နဲ့ပြစ်တက်မှုအတွက်ခမည်းကိုတရားစွဲလိုက်ရင်ဒီကနေထွက်သွားလို့ရမှာမဟုတ်တော့ဘူးနော်အဲ့ဒါကိုစဉ်းစားပါအောင်ဆိုပြီးအရှွမ်ကိုပြောကထွက်သွားခဲ့ပါတယ်ရဲရရှိကအပြင်ကိုရောက်လာခဲ့တဲ့အခါတကယ်ပဲမူရူကန်တို့ရဲ့ဆိုင်ကစာရွက်စာတမ်းတွေအားလုံးရှိနေတာလားဆိုပြီးရဲရရှိတယောက်ကမေးခဲ့တာကြောင့်သူတို့ကအဲ့ဒီဆိုင်ကိုဖျက်ခိုင်းနိုင်ငါကဖျက်ပေးရမှာလားမူရူကန်ရဲ့ဆိုင်အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးကိုငါကအားလုံးစီစဉ်ပြီးသားလို့ဆိုကအရာတခုကိုပေးတော့နေခဲ့ပါတယ်တကယ်တော့အဆိုပါရဲရရှိကလေးဘွားအချိန်တုန်းကဖခင်ပြစ်သူနဲ့အတူစီဗာနန်ဆန်ရဲ့အီတလီမုန်းဆိုင်လေးမှာပဲနေစဉ်စားတောက်ခဲ့ရပြီးစီဗာနန်ဆန်ကတော့ကလေးအတွက်ပတ်စံမယူပဲအလကားကျွေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ညဘက်ကိုရောက်တဲ့အခါမှာတော့မာရီတယောက်ချေရတဲ့ကာရာလန်ကိုဆုံးရှုံးရတဲ့အပြင်သူ့ရဲ့ဆိုင်ကဖောက်တယ်တွေအားလုံးမူရူကန်ရဲ့ဆိုင်ကိုရောက်သွားခဲ့ရတာကြောင့်အရက်တွေတောက်ပြီးဒေါသတွေထွက်ကဓာတ်ချောင်းနဲ့မူရူကန်ရဲ့အိမ်ကိုထွက်လာခဲ့ပါတယ်မူရူကန်ရဲ့အိမ်ကိုရောက်လာခဲ့တဲ့အခါဘသူမှရှိမနေတာကြောင့်အနားမှာရှိတဲ့နွားပေါက်လေးစီပါကိုဓာတ်နဲ့ခုတ်တက်ဖို့ရွယ်လိုက်တဲ့ချိန်မှာပဲမူရူကန်ကရောက်လာခဲ့ပြီးမာရီကိုတွန်းထုတ်ခဲ့လိုက်ပါတယ်ဒါပေမဲ့မာရီကမလျှော့သေးပဲမူရူကန်ကိုတိုက်ခိုက်နေခဲ့တာကြောင့်မူရူကန်တယောက်မာရီကိုပြန်လည်ခုခံတိုက်ခိုက်နေခဲ့ရင်အိမ်အပြင်ဘက်ကိုရောက်ရှိလာခဲ့တာကြောင့်ရွာသူရွာသားတွေအားလုံးကဝိုင်းဆွဲခဲ့ကြပါတယ်တစ်ဖက်မှာလည်းအရှွမ်ကမူရူကန်ရဲ့ဆိုင်ကိုတရားဝင်တဲ့နီးလန်းနဲ့ဖျက်ဆီးလို့မရတာကြောင့်တရားမဝင်တဲ့နီးနဲ့ဖျက်ဆီးဖို့အတွက်ဓာတ်စီနဲ့ပတ်ကမီးရှို့ဖျက်ဆီးဖို့စ조사နေတော့မှာပဲရာဂျန်ကတွေ့မြင်သွားခဲ့တာကြောင့်အရှွမ်ကိုတားဖို့လုပ်ခဲ့ပေမဲ့လည်းအရှွမ်ကတော့မူရူကန်ရဲ့မုံဆိုင်လေးကိုမီးရှို့ဖျက်ဆီးခဲ့လိုက်ပါတယ်တစ်ဖက်မှာလည်းမူရူကန်ကသူ့ရဲ့ဆိုင်မီးရှို့ဖျက်ဆီးခံရတာကိုမသိပဲမာရီကိုတိုက်ခိုက်နေခဲ့ရင်မာရီကိုကြည့်ကခမားနဲ့ကျွန်တော်ကဘာရန်တွေရှိလို့ခမားကကျုပ်ကိုတတ်ချင်နေရတာလဲခမားကကျုပ်ရဲ့ဆိုင်ကိုလိုချင်တာလားအပြင်ကလူတွေကကျုပ်ကိုပြဿနာရှာနေတာတမျိုးနေကန်ဖြစ်တဲ့ခမားကပါကျုပ်ကိုလာပြီးတော့ပြဿနာရှာနေတယ်အဲ့ဒီတော့ကျုပ်ကဘဲကိုသွားနေရမှာလဲကျုပ်မှာဘာအမားတွေရှိနေလို့လဲကျုပ်တင်မှာခမားအေးချမ်းမယ်ဆိုရင်အခုချက်ချင်းကျုပ်ကိုတတ်လိုက်ပါဆိုပြီးမူရူကန်ကပြောဆိုခဲ့တာကြောင့်မာရီလည်းဘာမှပြန်မပြောနိုင်ပဲဖြစ်သွားခဲ့ရပါတယ်အဆိုပါချိန်မှာပဲရာဂျန်ကရောက်လာခဲ့ပြီးဘူရူကန်ရဲ့ဆိုင်အကြောင်းကိုပြောပြခဲ့တာကြောင့်ဘူရူကန်နဲ့အတူရွာသားတွေအားလုံးလည်းအီတလီမုံဆိုင်လေးကိုအပြေးအလွှာသွားကရင်းနှီးမှုစူးစမ်းခဲ့ပေမဲ့မရဘဲဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘူရူကန်တယောက်ဖခင်မြစ်သူရဲ့ဆိုင်းပုတ်လေးကိုကြည့်ကဝိုင်းလဲစွာနဲ့ငိုကြွေးနေခဲ့ပါတယ်ဒီလိုနဲ့မနက်ကိုရောက်တဲ့အခါရာဂျန်ကမီရာကိုဖုံးဆက်ပြီးမင်းတို့ကတကယ်တော့ဖြက်စီရေးသမားတွေပဲအရှွမ်ကဘူရူကန်ရဲ့ဆိုင်ကိုမီးရှို့ဖျက်ဆီးလိုက်တာကိုသိလာဆိုပြီးပြောဆိုခဲ့တာကြောင့်မီရာတယောက်ထိတ်လန့်အောင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မီရာလည်းအပြင်ဘက်မှာရှိနေတဲ့ဖခင်ပြစ်သူနဲ့အရှွမ်တို့စီကိုသွားကအရှွမ်ကိုဒေါသတကြီးနဲ့ရိုက်နှက်နေခဲ့တာကြောင့်ဖခင်ပြစ်သူကတားဆီးနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မီရာကအဖေရဲ့ချစ်လှစွာသောသားကဘူရူကန်ရဲ့ဆိုင်ကိုမီးရှို့ဖျက်ဆီးခဲ့တာဆိုပြီးမီရာကပြောပြခဲ့တဲ့အခါဖခင်ပြစ်သူတထေးကြီးကမယုံကြည်နိုင်တဲ့အကြည့်အရင်နဲ့အရှွမ်ကိုကြည့်ရှုခဲ့လိုက်ပါတယ်နောက်ပြီးမီရာကအဖေသမီးတို့ကဗီလိန်တွေမဟုတ်ဘူးမလားအဖေတို့တွေကတယောက်ယောက်ကသူ့ကိုတန်းတန်းနဲ့ပြစ်ခဲ့တယ်ဆိုတာသမီးသိတယ်သမီးကိုတေချာကြည့်ပြီးလိန်ပြောပါအောင်ဆိုပြီးပြောဆိုခဲ့တာကြောင့်အရှွမ်ကလည်းဓာရီအားလုံးကနင်းကြောင်ဖြစ်ရတာဆိုပြီးပြောဆိုခဲ့တာကြောင့်မီရာကလည်းဓာရီအားလုံးငါကြောင်ဖြစ်ရတာလို့နင်းမပြောနဲ့အခုဓာရီအားလုံးကနင်းရဲ့မာနတွေကြောင့်ပဲဆိုပြီးမောင်နှမနှစ်ယောက်စကားများနေခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မီရာကကားထဲမှာရှိနေတဲ့တနက်ကိုယူကကိုပြစ်တက်ဖို့ထင်းကြောင်ပြောဆိုနေခဲ့တာကြောင့်အရှွမ်ကလည်းအဲ့ဒီအကောင်အတွက်ဒီလောက်ဖြစ်ပြန်နေရင်လက်ထဲမှာရှိတဲ့တနက်နဲ့ကိုတက်တည်လိုက်ဆိုပြီးပြောဆိုခဲ့တာကြောင့်ဖခင်ဖေသူတထေးကြီးကလည်းနောက်ဆုံးမှတီးမခံနိုင်တော့ပဲအရှွမ်ကိုပရိုက်ခဲလိုက်တာကြောင့်အရှွမ်တယောက်လုံးဝကိုမယုံကြည်နိုင်ပဲဖြစ်သွားခဲ့ရပြီးအရင်တုန်းကတည်းကမင်းကိုအခုလိုမျိုးဆုံးမခဲ့တဲ့နာဆိုပြီးတထေးကြီးကပြောဆိုခဲ့လိုက်ပါတယ်တစ်ဖက်မှာလည်းမူရူကန်တယောက်
ပျက်စီးသွားခဲ့တဲ့သူ့အဖေရဲ့ဆိုင်လေးကိုဝမ်းနည်းစွာနဲ့ကြည့်ရှုနေရင်ပစ္စည်းတွေအားလုံးကပျက်စီးသွားခဲ့ပေမဲ့ကျိတ်ဆုံလေးတစ်ခုကတော့အကောင်အတိုင်းတက်ရှိနေခဲ့တာကိုတွေ့မြင်ခဲ့လိုက်ရပါတယ်ဒီလိုနဲ့ကာရာလန်ကမူရူကန်ရဲ့လက်ထဲကိုဓာတ်ထည့်ပေးခဲ့လိုက်ပြီးသူတို့ကိုတွားပြီးတော့တတ်လိုက်ပါသူတို့ကငါတို့ရဲ့ဆိုင်လေးကိုမိရှုဖျက်ဆီးခဲ့တာငါတို့ထပ်ပြီးဘာလို့တီးခံနေရအောင်မလဲဆိုပြီးဝမ်းနည်းစွာနဲ့ပြောခဲ့လိုက်ပါတယ်ဒါပေမဲ့မူရူကန်ကတော့ဖခင်ပြစ်သူရေးသားထားတဲ့စာသားလေးအတိုင်းတီးခံခြင်းဒီအကောင်းဆုံးလက်နက်ပဲဆိုတဲ့ဖခင်ပြစ်သူရဲ့စာသားလေးကိုတွေ့ရှိသွားခဲ့ပြီးငါတို့တွေဒီဆိုင်လေးကိုပြန်ပြီးတော့တိဆောက်လို့ရပါသေးတယ်ဆိုပြီးဝမ်းနည်းစွာနဲ့ပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မူရူကန်နဲ့ကာရာလန်တို့နှစ်ယောက်အတူတူတက်ညီလက်ညီနဲ့ပဲဆိုင်ကိုပြန်လည်တိဆောက်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ဆိုင်ကိုအားလုံးပြင်ဆင်ပြီးသွားခဲ့တာကြောင့်ဆိုင်ရှိမှထိုင်ကရာဂျန်နဲ့အတူစကားတွေပြောနေတဲ့အချိန်မီရာတို့ကရောက်ရှိလာခဲ့ပါတယ်ဒီလိုနဲ့တထေးကြီးကမူရူကန်ကိုကြည့်ကငါတို့မင်းကိုညီမျိုးစုံတဲ့ဒုက္ခတွေပေးခဲ့မိတယ်အဲ့ဒီအတွက်ငါတို့ကိုခွင့်လွှတ်ပေးပါဆိုပြီးပြောဆိုခဲ့တာကြောင့်မူရူကန်ကလည်းတထေးကြီးကိုမတောင်းပန်ဖို့ပြောဆိုခဲ့လိုက်ပါတယ်တထေးကြီးကလည်းမူရူကန်ရဲ့စကားကိုသဘောပေါက်သွားခဲ့တာကြောင့်အရှွမ်ကိုတောင်းပန်ခိုင်းခဲ့တဲ့အခါမူရူကန်ကတော့သူ့ရဲ့ပျက်စီးသွားခဲ့တဲ့ဆိုင်လေးအတွက်ဒေါသတွေထွက်ပြီးအရှွမ်ကိုကြည့်ရှုနေခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့အရှွမ်လည်းဖခင်ပြစ်သူရဲ့စကားကိုနားထောင်ပြီးမူရူကန်ကိုတောင်းပန်ခဲ့တာကြောင့်မူရူကန်လည်းသူ့ရဲ့စိတ်ကိုလျှော့ကလက်ခံခဲ့လိုက်ပါတယ်ဒီလိုနဲ့မီရာတို့မိသားစုပြန်တော့မယ်အလုံးမှာပဲမူရူကန်ကသူ့ရဲ့မိုးလေးကိုစားသွားမအောင်ဆိုပြီးပြောဆိုခဲ့တာကြောင့်မီရာတို့လည်းဆိုင်လေးတဲကိုဝင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့မီရာကအရှွမ်ကနင်းကိုဒီလောက်ထိဒုက္ခပေးထားတာတော့ sorry ဆိုတဲ့စကားတစ်ခုနဲ့ဘာလို့ကြေးအေးပေးခဲ့ရတာလဲအနည်းဆုံးတော့သူ့ရဲ့မျက်နှာကိုတစ်ချက်လောက်ထိုးလိုက်ပါလားဆိုပြီးပြောဆိုခဲ့တဲ့အခါအဲ့ဒီလိုလုပ်ဖို့မလိုအပ်ပါဘူးလို့ဆိုကမူရူကန်ကအရှွမ်ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့နှစ်နာရီတိတိစံမုံတွေကိုကြိတ်ခိုင်းခဲ့တာကြောင့်အရှွမ်ကလည်းမီယာပြောသလိုငါ့ကိုထိုးလိုက်တာကမှပို့ပြီးတော့တတ်တာအောင်မယ်ဆိုပြီးပြောခဲ့တာကြောင့်လွယ်လွယ်လေးနဲ့ပြစ်ဒဏ်ကနေလွန်မြောက်ချင်လို့မရဘူးအဲ့ဒါကမင်းအတွက်ပြစ်ဒဏ်ပဲလို့မူရူကန်ကပြောလိုက်ရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ယခုကျွန်တော်တင်ဆက်သွားတဲ့ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျ